အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်ဒီရက်ကွန်နှစ်တွေလာပြီးရောင်းပေးမှာပါတော့ကျွန်တော်စီမှာရက်ကွန်နှစ်တွေရက်ကွန်26တွေဝယ်ချင်တယ်ဆိုရင်ကျွန်တော်စီမှာဆက်သွယ်လို့ရပါတယ်ဒါကတော့ဒီခုမှတစ်စိတ်ပြန်လုပ်ပြီးတော့ပြန်ထုတ်ချင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ဘူးကြီးအနေနဲ့လည်းရောင်းပေးပါတယ်ဒီကတော့150 ml လောက်ရှိတယ်ပေါ့နော်ဒါကတော့2000ပါဒါကတော့300လောက်ရှိတယ်ဒါက4000ပါပြီးတော့ဒီကောင်က1 liter ကျော်ပါတယ်ဒါကတော့3သိန်းနဲ့တောင်းပါကျွန်တော်ဒီမှာဝယ်ယူချင်တယ်ဆိုတော့ကျွန်တော်ဒီ Viber 0938446445ဆက်သွယ်မှယူလို့ရပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့6ပိတ်တာ9ပိတ်တာလောက်ကုန်တော့ဗောနော်ဒီဟာဆိုဒါဆိုရင်တော့3ပိတ်တာလောက်ကုန်တယ်နော်ဒါဆိုရင်တော့ဒီ15ပိတ်တာ16ပိတ်တာလောက်ကုန်ပါတယ်ဗျပြောပါတယ်ကောင်းလဲဆိုတော့ကျွန်တော်တို့ဒီတွေးတိုးနှလုံးစီးချိုဒီဟိုဒီအစာအိမ်တွေတက်ကောင်းတာပေါ့နော်တော်တော်များများတော့ကောင်းတယ်ကျွန်တော်တို့ကျတော့အကုန်လုံးလည်းမသိနိုင်တော့လေဒါကျွန်တော်သိတော့ပြန်ပြောပြတာပေါ့နော်ပြီးတော့သူ့မှာအချိုတတ်ပါတယ်ဒါပေမဲ့တရားတတ်လုံးဝမဟုတ်ဘူးစီးချိုသမားတွေစားနိုင်တဲ့တခုတည်းတော့အချိုကဒီရက်ကွန်အနစ်ပဲဖြစ်ပါတယ်ဒီရက်ကွန်တွေကျတော့သူကတွေးသွင်းတရားတတ်တွေလည်းသူကထိန်းပေးတာပေါ့နော်အဲဒါကြောင့်စီးချိုသမားတွေသုံးလို့ရပါတယ်ဒီအစာအိမ်ယောဂခံစားနေရတဲ့လူတွေဆိုရင်ဒီဟိုရက်ကွန်နဲ့ပုံမှန်သုံးဆွဲပေးခြင်းဖြစ်ဒီယောဂတွေပျောက်ကင်းနိုင်ပါလေဗျာဒါအထက်အနည်းကြီးတွေပါသူအကြီးတွေသူကတရားရည်လိုမျိုးဖြစ်တာပါကျင့်နေအောင်ကျွန်တော်တို့ကြိုရပါတယ်အဲကြောင့်မလို့ဒီအရင်ရအယုံနဲ့ကျွန်တော်တို့လုပ်တာပေါ့နော်အဓိကဒီအလဟတ်တမဖြစ်အောင်ဒီအကျိုးအပိုင်းတွေကိုကျွန်တော်တို့ကဒီ customer တွေမထည့်ပေးတဲ့အတွက်အဲ့ဒါတွေကျွန်တော်အခုပြန်ခွာပြီးတော့ကျွန်တော်တို့ပြန်ကြိုရပါဒီရက်ကွန်နစ်တွေကကျွန်တော်တို့ဒီပုံမှန်ဒီရက်ကွန်အကောင့်တွေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်မှရက်ကွန်မကျိုးမပဲ့တဲ့ရက်ကွန်တွေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒါတွေကအရင်တော့မကြည့်ပါဘူးဗျဘာလို့လဲဆိုတော့ဒီဟာတွေကဒီနိုင်ငံခြားထုတ်တွေဆိုရင်ဒီ1 liter ဆိုရင်ကျွန်တော်တို့ဒီဒေါ်လာ100လောက်ရှိတာပေါ့နော်ကျွန်တော်တို့မြန်မာငွေနဲ့ဆိုတော့9သိန်းလောက်ရှိတယ်ဗျအဲကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဟိုကဒီကျိုးတဲ့အပိုင်းတွေမှကျွန်တော်တို့ဖော်ရင်းနဲ့ကျိုးသွားတဲ့ရက်ကွန်တွေပြင်အလုံးနဲ့တေးတဲ့ဟာတွေအဲ့ဒါဆက်ရှိလက်ရှိနဲ့အခုခွာပြီးတော့ကျွန်တော်တို့ဒီကြိတ်ပြီးတော့ပြန်အနစ်ပြန်ကြိုတာမလို့ဒီစေးပေါ်နေရတာပေါ့နော်ဒါဒီဆိုလည်းဒါဘူးကြီးတွေကျွန်တော်တို့ထည့်ထားတယ်ဒီလိုဘူးကြီးမှချင်တဲ့လူတွေဆိုရင်လည်းမှလို့ရပါလိမ့်ဗျာပြီးတော့ကျွန်တော်စီမှာလက်ဖက်6ရှိတယ်ရက်ကွန်လက်ဖက်6ပေါ့နော်ရက်ကွန်လက်ဖက်6ရှိတယ်အဲ့ဒါတော့မာယူရှင်တယ်လည်းကျွန်တော်ဒီနေ့လောက်ထားတဲ့ကွန်လက်ဖက်6ပေါ့နော်တောင်းပြီးတော့လည်းပုံစံ50လောက်ရှိတယ်ပေါ့ဒီနေ့ဆိုရင်ဒါတော့အဲ့ဒီဆန်းနေဆက်တာပါဟိုအချက်ရင်ငွေမပြောင်းတော့ဒါဆိုရက်ကွန်လက်ဖက်6အမှဖြစ်ချက်ရက်ကွန်လက်ဖက်6ပါရက်ကွန်လက်ဖက်6တွေလည်းသူအမိကင်ရဟိုဖြစ်ပါတယ်ဗျရက်ကွန်လက်ဖက်6ကျတော့သူအကုန်ကြသေးလည်းနေတယ်ဆိုရင်ဒီအကြာကြီးလည်းတောက်သုံးလို့ရတာပေါ့နော်ရက်ကွန်လက်ဖက်6တွေရက်ကွန်အနစ်တွေရက်ကွန်ဥတွေရက်အသေးစိတ်ကိုကျွန်တော်တို့ဒီဟိုမှာရှာကြည့်လို့ရပါတယ်ဗျဒီ Google မှာကြည့် AI မှာကြည့်မေးကြည့်လို့ရပါတယ်သူကလူတွေတကယ်အကျိုးပြုတဲ့အဟာရအစားအစာလိုမျိုးဖြစ်နေအောင်ဆေးဖက်ဝင်လို့ဖြစ်နေတာလေဟုတ်သူတခြားဟိုရတယ်ကျတော့ကျွန်တော်တို့ဒီပေါ်ဆက်ပြီးတော့300သေးတယ်သူရက်ကွန်ကျတော့သူ့ဒီတိုင်း3ရုံနဲ့သူကဆေးဖက်ဝင်ဆေးလိုမျိုးဖြစ်နေတာမလို့သူလူတိုင်းကြိုက်ကြတာပေါ့နော်တကယ်လို့မာယူရှင်တယ်ဆိုရင်လက်ဖက်6ဖြစ်ရက်ကွန်အနည်းရဖြစ်ကျွန်တော်စီမှာမာလို့ရပါတယ်လက်ဖက်6တွေလည်းကျွန်တော်ဒီမှာဒါဆိုရင်အချိန်40-50လောက်ရှိသေးတာပေါ့နော်ဒီတအိတ်က12ပိတ်တာလောက်ရှိတယ်ဒါအိတ်ကြီးပေါ့နော်ဒါအိတ်ကြီးဒီ3ပိတ်မတောင်းဘူးဒါတော့အိတ်တယ်ကိုပြောတာလို့ဒါမျိုးဒီအိတ်ကြီးတအိတ်ကို12ပိတ်တာလောက်ရှိတယ်ဒီရွာမှာလည်းကျွန်တော်တင်ထားတာရှိပါသေးတယ်
ကယ်လို့မာယူဖြစ်နေဆိုရင်လက်လီလက်ကကျွန်တော်ဆရာမာယူလို့ရပါတယ်ဒီလက်လီဆိုတော့ကျွန်တော်ဒီရောင်းပေးတာတော့ဒီတပိတ်တာဒီ9000ပေါ့နော်အစိတ်သားယူမယ်ဆိုရင်ဒီ1000ခွဲနဲ့ကျွန်တော်ထားပြီးပါတယ်တကယ်လို့လက်ကမာယူဖြစ်နေဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဘိုင်ဘာနဲ့ဆက်သွယ်ပြီးလို့ရပါတယ်ကျွန်တော်ဒီအကောင့်မှာလည်းဖုန်းနံပါတ်တွေပြင်ပေးထားပါတယ်ကျွန်တော်ဘာနဲ့ငါတို့များ8လေး6လေးငါဆက်သွယ်မှလို့ရပါတယ်ဒါတော့ရကွန်လက်ဖက်6ပေါ့ရကွန်လက်ဖက်6ဒါလည်းရကွန်လက်ဖက်6ပါလို့ရပါတယ်ရကွန်လက်ဖက်6လည်းရှိပါတယ်ပြင်ရကွန်အနည်းရရှိပါတယ်ကျွန်တော်ဒီအသေးတွေဒီအကျိုးတွေအခုလည်းဆက်ထုတ်နေတာပေါ့နော်ကျွန်တော်ဆရာမာယူလို့ရပါတယ်အများဒီနေ့ကတော့အများကြီးမရှိသေးဘူးပေါ့နော်ကျွန်တော်ဒီကျိုးတဲ့အကျိုးတွေရပြင်ဒီနေ့နဲ့အလုံးသေးတဲ့အားတွေအခုခွာပြီးတော့စိတ်ရှိလက်ရှိအခုခွာပြီးတော့ကျွန်တော်တို့ထုတ်ထားတာပါပြင်ဒီနောက်မှလည်းကျွန်တော်ဒီထုတ်တဲ့ဗီဒီယိုဆင်းကျွန်တော်ထည့်ကြည့်ထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဒီကတော့ကျွန်တော်ဒီရကွန်အနည်းရထုတ်ဖို့အတွက်ပေါ့နော်ဒီကျိုးတဲ့ရကွန်အကျိုးတွေပြီးရင်အလုံးနဲ့သေးတဲ့အားတွေကိုကျွန်တော်ဒီလိုခုန်ခွာပြီးတော့ပြီးရင်ကျွန်တော်ဒီဖက်ပုံတဲ့ပုံစံမျိုးပပလေးလီးပြီးတော့ကျွန်တော်တို့ဒီချိတ်ဆက်ထည့်ပြီးတော့ကျွန်တော်တို့ကြိတ်ပေးရပါတယ်ဒီရကွန်အနည်းရတွေကဒီဝိတ်ချတဲ့လူတွေအတွက်လည်းအဆင်ပြေတော့ပေါ့နော်သူကနည်းနည်းလေးအေးစားသစွန်းလောက်စားလိုက်တာနဲ့သူကဘိုက်တိတ်မစားတော့ဘူးနော်သူ့ကိုနည်းနည်းစားပြီးတော့ပြင်သူကဝမ်းလဲမှန်တဲ့အတွက်ဒီပုံမှန်မလိုအပ်တဲ့ဒီအစီတွေဝမ်းနည်းအစီတွေကိုသူကကြားစေပါတယ်ဒါတော့ကျွန်တော်တို့ဒီကြိတ်ထားတဲ့အရေးကိုကျွန်တော်တို့ဒီအဝစားတန်လေးနဲ့ကျွန်တော်တို့အရေးညစ်တာပေါ့နော်ကျွန်တော်အဖတ်တွေကိုပြစ်ထုတ်ရပါတယ်ဒီအရေးတွေကိုပဲကျွန်တော်တို့ပြန်ကြိုရတာပေါ့နော်ခုဆိုကျွန်တော်တို့ဒီမိုးပြေးတဲ့နဲ့ပြန်ကြိုပေးရတာပဲဒီမီးပုံမှန်လေးနဲ့ပေါ့နော်ရေခန်းနီးတဲ့အချိန်ကျရင်ကျွန်တော်တို့မီးကိုပုံမှန်လေးပဲထားပေးရပါတယ်မီးပြင်းအောက်ကတူးတက်ပါတယ်ဗျကျွန်တော်ဒီလိုရကွန်အနည်းရဖို့ဆိုရင်73ပုံတပုံသာကျန်တော့တဲ့အထိကြိုပေးရပါတယ်ဗျအိုးတလုံးကြိုဖို့ဆိုရင်အချိန်12နာရီလောက်ပေးရပါတယ်ခုနအိုးကြီးနဲ့ကြိုတော့ကျွန်တော်တို့ဒီ1လီတာတပူးစာလောက်ပဲရတာပေါ့နော်ဒါကတော့ကျွန်တော်ရကွန်အနည်းထုတ်လုပ်ပုံဆင့်လေးပဲဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ